ညီကိုတွေအားလုံးမင်္ဂလာပါကျွန်တော်တို့ကတော့အာပူပဲဖြစ်ပါတယ်ကျွန်တော်ကတော့အာပူစိုက်ကရောင်းဝယ်ရေးအာပူပါညီကိုတွေကိုကျွန်တော်ဒီနေ့မိတ်ဆက်ပေးခြင်းနဲ့ဘိန်းကောင်းဘိန်းတန်းတွေရှိတယ်ရောက်ထွက်သွားတဲ့ဘိန်းလေးလည်းရှိပါတယ်ဒီဘက်ကိုလာပြပြီပါဒီကဒီ H tire ပဲလေးကတော့စိုးအောက်ပါရောက်လိုက်ပါပြီเนาะဒီကောင်လေးက S Star R မန်လေးလိုက်စင်နဲ့တန့်နေပါတယ်မပြီးသေးပါဘူးခင်ဗျဒီကောင်လေးကလည်းစိုးအောက်ပါเนาะဒီကောင်ကချင်ပြည်နယ်မိုးကောင်းကနေဝယ်ယူအားပေးရပါကျွန်တော်နောက်ပြီးရဲ့မနေ့ကတစ်ပတ်ခါလောက်ဆိုကားတင်ပေးရမှာဖြစ်ပါတယ်เนาะဒီကောင်လေးကတော့မနေ့ကမှရောက်တဲ့ BMW MCD အမှန်ရဲ့နောက်ဆုံး latest ဖြစ်တဲ့ model 2025 BMW M1000 parking ပဲဖြစ်ပါတယ်เนาะကျွန်တော် parking ဝယ်ရတဲ့အတွက်ကြောင့်မို့လမ်းမှာမောင်းဆင်းထားတဲ့ကီလိုလေး200တော့ပါမယ်เนาะညီကိုเนาะဒီကောင်လေးကတော့ H2 ပဲဖြစ်ပါတယ်เนาะ H2 လေးလည်းရောင်းဖို့ရှိပါမယ်ဒီကောင်လေးကတော့ H2 ကာဗွန်ပါဒီကောင်လေးကတော့ sold out ပါเนาะတောင်ကြီးမြို့ကိုရောင်းထားတဲ့ဘိန်းပဲဖြစ်ပါတယ်ညီကိုလားဒီကောင်လေးက Speedboat 114 Manly ရပ်ပလက် license နဲ့ဖြစ်ပဲဒီကောင်လေးက Z1000 Manly ရပ်ပလက် license နဲ့ဖြစ်ပဲဟိုဘက်က Z900 A1Y license နဲ့ဖြစ်မယ်အပြောင်းပါဟိုဘက်က Z900 2019အကောင် share license နဲ့ဖြစ်မယ်เนาะညီကိုတွေလားဒီမှာเนาะဩဗျာကျွန်တော်လုံးဝမရောင်းတဲ့ဘိန်းတိမ့်ထားမှာတစ်သက်လုံးတိမ့်ထားမှာเนาะဩဗျာကျွန်တော်ဘဝမှာအကောင်းဆုံးဘိန်းပဲဒီကောင်ကတော့ CB 1100 RS ရောင်းမှာဖြစ်ပါတယ်260နဲ့မှာ5သိန်းเนาะဒီကောင်လေးက350 BMW S Star R Mandalay ရပ်ပလက် license ပဲဖြစ်ပါတယ်ဟိုဘက်ကတော့995သိန်းနဲ့ BMW S Star R Mandalay ရပ်ပလက် license ပဲဖြစ်ပါတယ်ဟိုဘက်က350တဲ့ Kawasaki Z8 တန်းပဲဖြစ်ပါတယ်เนาะညီကိုเนาะဒါလေးကတော့ SR modify လေးပဲဖြစ်ပါတယ်ဒီကောင်ရဲ့ဈေးနှုန်းလေးက120နဲ့မှ5သိန်းဒီကောင်လေးကတော့ Harley 83 Ion 2019ပဲဖြစ်ပါတယ်ဒီကောင် share license နဲ့420နဲ့မှ5သိန်းဒီကောင်က BMW R1H ပါเนาะ model 2021ကိုဘက်ဂီယာတွေရောပါမယ်ကီလိုမှ300ပဲရှိသေးတယ်ဈေးနှုန်းကတော့800နဲ့မှ50ပါเนาะဟိုဘက်က900 RS ကတော့300နဲ့မှ15သိန်းပါဈေးเนาะအဲကောင်လေးအပြောင်းနေကြီးပဲเนาะကဲကြည့်ရှုအားပေးတဲ့ညီကိုတွေအားလုံးလည်းကျေးဇူးအများကြီးတင်တယ်ဝယ်ယူအားပေးတဲ့ညီကိုတွေအားလုံးလည်းကျေးဇူးတင်တယ်ကျွန်တော်ဒီနေ့ဘာလို့ဒီဝစ်စုံနဲ့ရိုက်တာလဲဆိုရင်ဒီနေ့မနေ့ပိုင်းနဲ့ကျွန်တော်ပလိတ်မြို့မှာကားတစ်စီးလူထားတာကိုကျွန်တော်ရေသက်သွားချတာပဲဖြစ်ပါတယ်အခုကတော့မန္တလေးတောင်မှာလည်းကျွန်တော်တို့ဘိုးဘိုးကြီးနန်းနန်းမှာအများပြည်သူ900သားသမီးတွေတောက်ဖို့တောက်ရည်တက်ရပြီးတော့ရေသက်ဆက်တွေရကျွန်တော်တို့သွားလူတာကိုရေသက်ချတာပဲဖြစ်ပါတယ်အပူနဲ့စိုက်ညီကိုများစိုက်ကရောင်းဝယ်ရတူရန်နဲ့အလူဖြစ်တဲ့အတွက်ကြောင့်မို့နက်လူအကုန်လုံးတာရုခေါ်နိုင်ပါစေကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့မှာအပူပါတိုက်ကြီးပါနော်